ဒေသတွင်းလူထုများ၏ကျန်းမာရေးဆက်ရှောက်မှုများကိုပုံမဆောင်ရွက်နိုင်ရန်နှင့်ကျန်းမာရေးလှုပ်သားဥယျာဉ်နှင့်ပါမှုကြောင့်အသက်ရှုံးရှုံးသည့်အဖြစ်အပျက်များမရှိစေလိုသောသည့်ရွယ်ချက်ဖြင့် KNU မျိုးသားစီယုံဒုတိယခရိုင်နှုတ်ကောမြို့နယ်တွင်လူထုကျန်းမာရေးလှုပ်သား CHW အပတ်စဉ်1အားဖွင့်လှစ်ကတင်တဲ့သူတင်တဲ့သားစုစုပေါင်း50ဦးခန့်တရားသေကြားခဲ့ပြီး2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့၌အဆိုပါတင်တဲ့စစ်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။တင်တဲ့စစ်ပွဲအခမ်းအနားသို့ KNU ဗဟိုကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနတင်တဲ့တာဝန်ခံဖြစ်သည့်စောဒုဒုတိယခရိုင်ဥက္ကဋ္ဌဖူဒိုစောလစ်စတန်ဒုတိယခရိုင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှဖူဒိုမန်ဖိုးကျော်နှုတ်ကောမြို့နယ်ဥက္ကဋ္ဌဖူဒိုစောဒူကောအပါအဝင်မြို့နယ်တည်တည်မှကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနတာဝန်ရှိခေါင်းဆောင်များအပြင် Law School ကျောင်းသူကျောင်းသားများအပါအဝင်လူဦးရေစုစုပေါင်းအယောက်200ဝန်းကျင်တရားကိုပြုခဲ့ပါတယ်။အခမ်းအနားတွင်ဒုတိယခရိုင်ဥက္ကဋ္ဌဖူဒိုစောလစ်စတန်မှတော်လိုင်းရေးဖြစ်ပေါ်လာရခြင်းအကြောင်းအရာများအားမျှဝေပြောကြားခြင်းဗဟိုကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနတင်တဲ့တာဝန်ခံစောဒုတို့မှတိုက်တွန်းအမှာစကားပြောကြားခြင်းအားလုံးများအားဂုဏ်ပြုချီးမြှင့်ပေးခြင်းခရိုင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနဖူဒိုမန်ဖိုးကျော်နှုတ်ကောမြို့နယ်ဥက္ကဋ္ဌဖူဒိုစောဒူကောနှင့်နှုတ်ကောမြို့နယ်အကြံပေးဖူဒိုစောဖော်ဒီအောင်များတို့မှအပိစကာပြောကြားခြင်းစသည့်အစီအစဉ်များဖြင့်ထိုအခမ်းအနားအားအောင်မြင်စွာဂုဏ်ပြုချီးမြှင့်ရုပ်သိမ်းခဲ့ပါတယ်။